အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ဘောနော်အထူးသဖြင့်လူငယ်တွေအတွက်ဖြစ်တဲ့ဘလူးလူငယ်တွေအတွက်လဲဆိုတော့အထူးသဖြင့်စိတ်ဓာတ်ကြနေတဲ့လူငယ်တွေခုလိုဒီနိုင်ငံရေးမကောင်းခဲမကောင်းတဲ့အချိန်မှာဘာလို့ဘာခါရမမတိဘယ်နာသွားလို့သွားရမမတိဖြစ်နေတဲ့လူငယ်တွေအတွက်ကျွန်တော်အထူးရည်ရွယ်ပြီးတော့ပြောကြားဖြစ်ချင်တာဖြစ်တယ်ပထမဆုံးအနေနဲ့ခုချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကိုလည်းအားလုံးကအသိပြတာဖြစ်တယ်။ဘယ်မှာသွားလို့လာလို့အဆင်မပြေဘာမှလုံးလုံးခိုင်းလို့အဆင်မပြေဖြစ်နေတဲ့ချိန်မှာကိုကဒီထားရမှာတကူကကိုစိတ်ညစ်နေလို့ကိုစိတ်ဓာတ်ကျနေလို့ဒီအခြေအနေကပြောင်းလဲမသွားဘူးဆိုတော့ပထမဆုံးအနေနဲ့ကိုကိုယ်တိုင်တိထားဖို့နားလည်ဖို့လက်ခံနိုင်ဖို့လိုတယ်။နော်ဒီလိုခက်မကောင်းတဲ့အခြေအနေတွေထဲကပဲဒီလိုဖြစ်ပြနေတဲ့အထဲကပဲဒီအရာပေါ်မှာစိတ်ဓာတ်မချပဲနဲ့အာတင်ပြီးတော့စူးစမ်းပြီးတော့အပတ်တခုဒုတိယဒုတိယချောင်းကိုလိမ့်လာနေတဲ့သူလိုက်ရှောင်းနေတဲ့သူကတော့ကိုယ့်ထက်သာသွားမှာတော့ဒါမလွဲအိခံပဲဆိုတော့ကိုကလည်းဘာလို့ရမလဲဆိုတော့ဒီအခြေအနေပေါ်မှာမူတည်ပြီးတော့ကိုကစိတ်ဓာတ်ကြနေလို့မဖြစ်ဘူးနေတွေးမိုင်တွေးနေလို့မဖြစ်ဘူးပထမဆုံးအနေနဲ့ကိုလုံးရမယ်အရာကကိုကဘာဖြစ်ချင်လဲဆိုတဲ့အရာဖြစ်တယ်ဒီများကပြောမှာပါအိုးဒီတော့ခဲချင်နေဆိုတာမင်းကဘာဖြစ်ချင်လဲဖြစ်တယ်ဘာမှမချင်နိုင်ဘူးပြောမယ်သူရှိပါတယ်ဒါပေမဲ့မိတ်ဆွေဆေးတယ်မချပါနဲ့အဲ့ဒီဘေးစကားတွေကိုနားမအောင်ပါလေကိုဟာနဲ့ကိုအိမ်ထဲကနေကိုဖြစ်ကိုအလုံးလုံးနေရင်ကနေကိုပဲဖြစ်ပထမဆုံးတွေးထားရမှာကကိုဘာဖြစ်ချင်လဲကိုကဘာဖြစ်ချင်လဲဆိုတာပထမဆုံးတွေးထားရပါမယ်ဥပမာဖြင့်ဆေးရမ်းအောင်တဲ့သူတယောက်ကငါဆရာဝန်ဖြစ်ချင်တယ်ဆိုတာဒီတိုင်းတွေးကြည့်ရင်တော့လုံးဝမဖြစ်နိုင်ပါဘူးမိတ်တရားမှာတရားခိုင်လို့တော့ဖြစ်နိုင်ဖို့လုံးဝမရှိပါဘူးဒါပေမဲ့ဆရာမအောင်တဲ့သူကဆရာဝန်ဖြစ်ချင်တယ်โอเคဆိုတော့ငါဆရာဝန်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုရယ်နီလန်းကိုပါကိုကဖြစ်ချင်တာပဲမဟုတ်ဘဲနဲ့အဲ့ဒီနီလန်းကိုပါစဉ်းစားရမှာဖြစ်တယ်ကိုယ်စကမ်းမောင်ထောင်ရှောင်ဖြစ်ချင်တယ်โอเคတော့ဆယ်နိုင်ငံရေးချင်းနိုင်ငံမကောင်းဘူးအဲ့ဒီတော့ကိုဘာလုပ်လို့ရလဲဆိုတော့ကိုကနိုင်ငံရေးပြန်ကောင်းတဲ့အခါမှာဆယ်တန်းပြန်ပြရမယ်ဆိုရယ်စိတ်ရှိရမယ်အဲ့ဒီတော့ခုချိန်နေဒီအချိန်မှာကိုကဆယ်တန်းစာတွေကိုလေ့လာနေရမှာဖြစ်တယ်ခေတ်ကလည်းအရင်ခေတ်နဲ့ဒီနေ့ခေတ်နဲ့မတူတော့ဘူးအရင်ခေတ်ကဆယ်တန်းစာနဲ့ဒီနေ့ခေတ်ဆယ်တန်းစာမတူတော့ဘူးအဲ့ဒီတော့ကိုကခေတ်ကောင်းတာနဲ့အများနိုင်ငံရေးတွေပြန်ကောင်းလာတဲ့အများကိုနဲ့စာနဲ့လုံးဝကြီးဆက်တွဲကြက်မနေဟောင်ကိုကဒီဆယ်တန်းစာတွေကိုလည်းဖြစ်ပြန်လေ့လာဖို့လိုပဲဆိုတော့ကျွန်တော်ပထမဆုံးဖွင့်ရှင်းတော့တယ်အဲ့တော့ဆယ်တန်းစာကိုလည်းလေ့လာဖို့လိုတယ်ဒါပေမဲ့ဒီခုံစည်းနှုန်းတက်နေတဲ့အချိန်မှာကိုကအလုံးမလုံးရင်လည်းအဆင်မပြေဘူးဆိုတော့ဒါဆယ်တန်းစာကြီးပဲထိုင်လုံးနေမယ်ဆိုရင်အနေနဲ့အများကိုရဲ့ဒီဝိုင်းရဲ့အတွက်ထိခတ်လာနိုင်တယ်အဲ့ဒီလိုဒီခုချိန်ကကြောင်းလဲတော့တဲလို့ရတာမဟုတ်သေးတဲ့အတွက်တဲလို့ရမဟုတ်သေးတာဆိုတာကကျွန်တော်ဒီနိုင်ငံရေးခံယူချက်ပေါ့နော်ဟာမျိုးမျိုးကွဲပြားတဲ့ထဲမှာနိုင်ငံရေးပြန်မကောင်းမချေကျောင်းမတက်ဘူးလို့ဆုံးဖြတ်ထားတဲ့ CDM ကျောင်းသားတွေပဲကျွန်တော်အထူးပြောနေရဖြစ်တယ်အဲ့ဒီတော့ဘာလို့ရမလဲဆိုတော့အဲ့ဒီလူတွေကကိုကနှိမ့်နေမှာဖြစ်ပေါ့နော်ဒီအလုပ်ချိန်မှာပဲဖြစ်အလုပ်လုပ်ပါဒီအလုပ်ကနေပြလာတာနဲ့ကျွန်တော်တည်တယ်ကျွန်တော်တို့အလုံးလုံးရေအရောက်တာနဲ့နားချစ်တယ်နော်အိတ်ချင်နဲ့စားချင်တယ်ဖုန်းလေးကြည့်ချင်တယ်ဂိမ်းလေးဆော့ရှင်တယ်ဟုတ်ပါတယ်ဒါပေမဲ့မိတ်ဆွေတတိထားမှာကအလုတ်ကနေပြန်လာလို့ဒီတိုင်းအိတ်လိုက်စားလိုက်နော်ဂိမ်းဆော့လိုက်ဖုန်းလေးကြည့်လိုက်လုံနေတာကကိုအတွက်ပန်းဖြချင်းတွေဆိုပြီးမဲ့အဲ့ဒီအချိန်လေးကိုအတုံးချတဲ့သူကမိတ်ဆွေသူများတွေတက်ပန်းတာတယ်နော်အဲ့ဒီတော့ကိုကလက်တီဟာကိုတီးထားဖို့လိုပါတယ်ကိုကတကယ်လို့နေတိုင်းစားမလို့နိုင်ဘူးဆိုတော့တပတ်မှအနည်းဆုံးနေရက်ခါတော့ဒီ H ဒီဟိတာဖုန်ကြည့်တာဂိမ်းဆိုအတာပါညာကိုအဲ့ဒီအချိန်တွေထဲကနေဖဲ့ပြီးကိုကစားချင်ချိန်တတ်မှရပါဖြစ်တယ်အနည်းဆုံး2နာရီ3နာရီဖြစ်တတ်မှပါ
အဲ့ဒီလိုဆိုရင်တော့ဒါကိုယ့်အတွက်နော်ကိုယ့်အတွက်ဒီအခွင့်အရေးရတဲ့ခွင့်ရေးကိုအမိရဖိုင်ရင်ခြင်းပဲဖြစ်ပါတယ်။ Okay နောက်ထပ်အနေနဲ့နံပါတ်2စစ်ကိုတော့ကျွန်တော်အားလုံးတစ်ပတ်မှာဗီဒီယိုတစ်ပုံနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလိထက်တဲ့ဆိုရင်channel လေးကို like and subscribe လုပ်ချင်အဖြစ်ကျွန်တော်ကိုအားပေးကြပါလို့မေတ္တာရေးဖွင့်ချင်ပါတယ်။အားလုံးပဲကျေးဇူးပါ။